ဒီနေ့တော့ပရိသတ်တွေကြားမှာအတော်လေးစိတ်ဝင်စားမှုမြင့်တက်နေတဲ့အကြောင်းအရာတွေကိုစူးစီးပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဂျပန်နိုင်ငံကနာမည်ကြီးဖိုက်တာတစ်ယောက်မြန်မာနိုင်ငံကိုကိုယ်တိုင်လာရောက်ပြီးစာတင်ကျောင်းဆောက်လုပ်ဒူတန်းသွားတဲ့အကြောင်းကနေစတင်ပြောပြချင်ပါတယ်။မနေ့ကမြန်မာနိုင်ငံကလူမှုကွန်ရက်စာမျက်နှာတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီဖိုက်တာနဲ့ပတ်သက်တဲ့တပ်ပုံတွေပုံရိပ်တွေနဲ့တင်းနဲ့နေခဲ့ပါတယ်။တိုက်ခိုက်ရေးအာတစားပရိသတ်တွေကလည်းတူလာရောက်ဒူတန်းသွားတဲ့အကြောင်းကိုဆက်တိုက်ဖော်ပြခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုပြန်ကြည့်လိုက်တဲ့အခါမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးကြိုတင်ဖော်ပြထားတာတိတ်မတွေ့အလို့ပါ။ဒါပေမဲ့အခုတော့သူကိုယ်တိုင်လာရောက်ပြီးစာတင်ကျောင်းဆောက်လုပ်လူတန်းခဲ့တယ်လို့ဖွင့်ပွဲကိုလည်းကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။သူ့ရဲ့ foundation ဘက်ကလည်းအဲ့ဒီအကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံဖော်ပြထားတာကြောင့်ဒီသတင်းဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တာလို့ပြောလို့ရပါတယ်။ဒီဖိုက်တာဟာအရင်ကတည်းကအရှေ့တောင်အာရှနိုင်ငံတွေမှာလူမှုကူညီရေးလုပ်ငန်းတွေစက်တိုက်လှုပ်ဆောင်ခဲ့သူပါလာအိုနိုင်ငံမှာစာတင်ကျောင်းတွေဆောက်လုပ်လူတန်းခဲ့တယ်လို့ထိုင်းနိုင်ငံမှာလည်းရေဘေးဒုက္ခသည်တွေကိုကူညီလူတန်းခဲ့ပါတယ်အဲ့ဒီလိုလူတန်းမှုတွေပြုလုပ်ရင်းနဲ့သူ့မှာအတွေ့အကြုံတွေအများကြီးရလာခဲ့ပါတယ်အထူးသဖြင့်ငွေကြေးလူတန်းလိုက်ပေမဲ့တကယ်လိုအပ်နေတဲ့သူတွေစီကိုအပြည့်အဝမရောက်နိုင်တာကြားထဲမှာကုန်ကျစရိတ်တွေများပြားသွားတာမျိုးတွေကိုတွေ့ကြုံခဲ့ရပါတယ်။ဒါကြောင့်သူ့အနေနဲ့ကိုယ်တိုင်လိုအပ်တဲ့နေရာတွေကိုရွေးချယ်ပြီးတိုက်ရိုက်ကူညီနိုင်ဖို့အတွက်ရန်ပုံငွေပွဲတစ်ခုကိုဂျပန်နိုင်ငံမှာကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲမှာအားကစားလောကကနာမည်ကြီးသူတွေအမှုပညာရှင်တွေလူမှုကွန်ရက်ပေါ်ကနာမည်ကြီးသူတွေစီးပွားရေးလုပ်ငန်းရှင်တွေစတဲ့လူလွှာတည်တည်ကတက်ရောက်ခဲ့ကြပါတယ်။သူကအဲ့ဒီပွဲမှာကဘာပေါ်မှာပညာရေးကိုကောင်းကောင်းမသိယူနိုင်သေးတဲ့ကလေးငယ်တွေအများကြီးရှိနေတဲ့ဆိုတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်ရရှိလာတဲ့ရန်ပုံငွေတွေကိုတကယ်လိုအပ်တဲ့နေရာတွေမှာစာတင်ကျောင်းတွေဆောက်လုပ်ဒူတန်းသွားမယ်လို့ရှင်းပြခဲ့ပါတယ်။